ကောလိကြောင်ဝင်ကြီးတခုလုံးကိုနမကိုလီတဲ့ရက်ကွက်ကြီးတခုလုံးကိုလေ digital ကဘာဟဲအတိအကျကူးယူထည့်သွင်းလိုက်လို့ရတယ်ဆိုရင်ဘလို့နေမလဲအရမ်းမိုက်တာပေါ့ရှင်အိမ်တော့ကဆိုအဲ့ဒီလိုလုပ်ဖို့ laser scanner အကြီးကြီးတွေနဲ့ဒေါ်လာတောင်းချီတက်နဲ့ကိကြတွေလို့တာကိုဟုတ်တယ်ဗျာဒါပေမဲ့ယုံမဲ့အခုဆိုရင်ဒေါ်လာ100လို့ပဲတန်းတဲ့ကစားစရာလို့ drone တေးလေးစီးရဲ့ internet ကနေအခမဲ့ရနိုင်တဲ့ software တွေကိုထုံးပြီးတော့တကယ်ကိုအသက်ဝင်တဲ့ 3D model ကြီးတခုဖန်တီးတော့ရနေပါပြီတကယ်ကိုစိတ်လှရှားစရာနီးပညာပါပဲရှင်အရင်တုန်းက 3D mapping ဆိုတာ engineer တွေမိတိုင်းပညာရှင်တွေလို့ကျွမ်းကျင်သူတွေပဲလုပ်နိုင်တဲ့အလုပ်တစ်ခုလေရှုပ်ထွေးတဲ့တွက်ချက်မှုတွေဈေးကြီးတဲ့ software တွေလွှားခဲ့တယ်ဆိုတော့ဟုတ်တယ်ဗျာဒါမဲ့ခုချိန်မှာတော့ smartphone တစ်လုံးနဲ့အခြေခံ drone လေးတစ်စီးရှိုံနဲ့တင်လူတိုင်းလုပ်နိုင်တဲ့အရာတစ်ခုဖြစ်လာခဲ့ပြီလေနီးပညာရဲ့အချိုးအကွေ့တစ်ခုလို့ပြောလို့ရတာပေါ့ဟုတ်တယ်ရှင်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့အသေးစိတ်လေးလာဆွေးနွေးမယ်အစီအစဉ်မှာလေ AI နီးပညာကကျွန်တော်တို့ပတ်ဝန်းကျင်ကိုမြေပုံဆွဲတဲ့ပုံစံကိုဘယ်လိုပြောင်းလဲပြနေလဲဆိုတာရယ်နောက်ပြီးတာမန်လူတစ်ယောက်ကဒီနီးပညာကိုဘယ်လိုအခမအတုံးပြနိုင်မယ်ဆိုတာကိုအဓိကထားပြောသွားကြပါမယ်ဗျာကောင်းပါပြီရှင်ဒီလိုအခမနဲ့မြည်မြန်ဆန်းဆန်းလုံနေလာတဲ့ဆိုတော့ကလေတဲ့ကို drone မလို့တင်ခင်မှာစဉ်းစားကြည့်စရာတစ်ခုရှိလာတယ်အရင်တော့ကဆိုရင်ဓာတ်ပုံတွေအများကြီးရိုက်ပြီးမြေပုံဆွဲတယ်လို့ကြောက်ဖို့တယ်ဗျာ photogrammetry လို့ခေါ်တယ်ထင်တယ်မှန်ပါတယ်ရှင် photogrammetry လို့ခေါ်ပါတယ်အဲ့ဒီနီလန်ဟောင်းပဲအခုနောက်ဆုံးပေါ် AI နီးပညာအပါတွေခွာခြားတော့လို့ဒီလောက်တောင်လွဲခုထွားရတာလေဆိုတော့ကိုအရင်ဆုံးရှင်းပြပေးပါလားတေချာလားပေါ့ရှင် photogrammetry ဆိုတာကိုယဉ်ကြည့်ရအောင်သူကဘယ်လိုအလုပ်လုပ်လဲဆိုတော့မြင်ကွင်းတစ်ခုတည်းကိုရှုထောင့်အမျိုးမျိုးကနေဓာတ်ပုံပေါင်းရာနဲ့ချီထောင်နဲ့ချီရိုက်ယူရတယ်ဟုတ်ကဲ့ပြီးရင် software ကအဲ့ဒီဓာတ်ပုံတွေကိုတပုံကြီးစီပြန်ကြည့်ပြီးတော့ဒီဓာတ်ပုံကိုရိုက်တုန်းကကင်မရာကဘယ်နေရာမှာရှိနေတာလဲဆိုတော့တွက်ချက်တယ်ပြီးတော့ဓာတ်ပုံတွေထဲကတူညီတဲ့အမှတ်သားတွေကိုရှာပြီးသုံးမှတ်မြင်နေရဆိုလိုတာက 3D space ထဲမှာနေရာချပေးတယ်ရှင်။အော်ကွန်ပျူတာကဓာတ်ပုံတွေကိုဆက်ဆက်ပြီးမန်းစားရတဲ့သဘောပေါ့ဗျာ။ဟုတ်တယ်ရှင်။ပြဿနာကအဲ့ဒီလိုနေရာချပြီးရင်သူက polygons လို့ခေါ်တဲ့ trigon ပုံလေးတောင်ပုံမျက်နှာလေးတွေနဲ့ရာဝတ္ထုတွေကိုပြန်လည်တည်ဆောက်ရတယ်။လေးတောင်ကြအဆောက်အဦတွေလမ်းတွေအတွက်ဆိုရင်တော့ပြဿနာတက်မရှိဘူး။ဒါပေမဲ့တစ်ပင်တွေတစ်ရွက်တွေကြတော့ရောအဲ့ဒီမှာစတာပဲရှင်စပီးဒီစီလိုမျိုးဒါမှမဟုတ်တစ်ပင်တွေလိုအသေးစိတ်ကြတဲ့အရာတွေကြတော့ polygons နဲ့ပုံခိုလိုက်တဲ့အခါတော်တော်လေးဂျန်တန်းသွားတယ်တိရွက်တွေဆိုရင်စိမ့်စိမ့်ဖောင်းဖောင်းအတုံးကြီးတွေလိုဖြစ်သွားပြီးတော့အဆုံးထွက်တွေကတုံးတိတိကြီးဖြစ်နေတတ်တယ်လေအင်္ဂလိပ်လိုဆို crunchy ဖြစ်နေတယ်လို့ပြောကြတာပေါ့90ပြည့်လွန်နှစ်တွေတုန်းကထွက်ခဲ့တဲ့ computer game တွေကရုပ်ထွက်တွေလိုမျိုးခက်ချမ်းချမ်းကြီးတွေဖြစ်သွားတာကိုပြောတာပေါ့ဗျာဒါဆိုရင်အခုကျွန်တော်တို့ပြောမဲ့ Gaussian splatting ဆိုတဲ့ AI နီးပညာတက်ကကြတော့အဲ့ဒီ၄ထောက်တုံးလေးတွေစားဘာလို့တုံးတာလဲဗျ Gaussian splatting ကပုံဖော်တဲ့ယူဆကိုလုံးဝကိုကွဲထက်သွားတာရှင်မာကျော်တဲ့ polygons တွေကိုလုံးဝမတုံးရဘူးဟုတ်လားဒါဆိုဘာတုံးလဲဗျသူ့အစားတန်းပေါင်းများစွာသော soft blobs လို့ခေါ်တဲ့ပျော့ပလောင်တဲ့အဆက်အပြောက်လေးတွေကိုတုံးနေရှင်ဒီ blob လေးတွေတစ်ခုချင်းစီတိုင်းမှာသူ့ကိုယ်ပိုင်အယောင်ရှိတယ်အလင်းပေါက်နိုင်စွမ်းရှိတယ်ပြီးတော့အရွယ်အစားတွေကွဲပြားကြတယ်ဟုတ်ကဲ့ကွန်ပျူတာကမြင်ကွင်းကိုတည်ဆောက်တဲ့အခါအဲ့ဒီအဆက်အပြောက်လေးတွေကိုလိုအပ်တယ်လို့ဆွဲဆန့်တာပေါင်းဆက်တာတွေလုပ်ပြီးဖန်တီးလိုက်တာပဲရှင်နေပေါင်းဒါခဏလေးကျွန်တော်ဒီလိုမြင်အောင်ကြည့်လို့ရမလားတမယုတ်ချ photogrammetry နီလန်းဆိုတာကမာကျော်တဲ့လီကိုတုံးလေးတွေနဲ့အိမ်ဆောက်တာနဲ့တူမဲ့ထင်တယ်ဆက်ပြောပါအောင်ဂလုတ်ပဲတေးသေးချာချာဆောက်လေးအနီးကတော့ကြည့်ရင်အတုံးလေးတွေစီထားသလိုထောင်ချိုးတွေကအထင်းသားခိနေမှာမလား Gaussian splatting ကြတော့ရေစေးပန်းချီဆွဲသလိုမျိုးပေါ့ဗျာမှန်တာပေါ့အယောင်တွေကတစ်ခုနဲ့တစ်ခုရောရက်သွားတယ်ဒါမှမဟုတ်ရင်အဆက်အပြောက်လေးတွေတန်းနေချီပြီးပေါင်းဆက်ဖန်တီးထားတဲ့ pointillism ပန်းချီခါတစ်ချက်လိုမျိုးပဲဗျာအဆက်လေးတွေကပျော်ပြောင်းစွာတစ်ခုနဲ့တစ်ခုရောရက်သွားတဲ့အတွက်လီကိုတုံးနေလို့မာကျောမနီတော့ပဲတကယ်လက်တွေ့ကဘာကအတိုက်အလွန်ချောမွေတဲ့ပုံစံမျိုးရလာတာပေါ့အဲ့ဒီနိုင်ရင်ချက်ကအရန်ကိုထိမိတယ်ရှင်တကယ်ကိုအဲ့ဒီတပေါက်တရားပဲပျော်ပြောင်းတဲ့ blob လေးတွေနဲ့ဖွေစည်းထားတဲ့အတွက်တဲ့ရလေးတွေတန်ချန်ကားပေါက်လေးတွေလိုရှုပ်ထဲတဲ့ຢာတွေကိုတောင်အလွန်တဘာဝကြကြအတော့ရအောင်ဖန်တီးပေးနိုင်တာလေမိတ်တယ်ဗျာနောက်ပြီးအရေးအကြီးဆုံးချက်ကအမျက်နှောင်းမဲ့ရှင်လီကိုတုံးတီနဲ့ထွတ်ချက်တီဆောက်ရတဲ့တမယုတ်ကြာနီလန်းကကွန်ပျူတာကိုအလုပ်အရန်ပေးရတယ်နာရီပေါင်းများစွာတခါလေးရက်နဲ့ချီကြာတတ်တယ်ကြာဘူးတယ်ဗျာဒါပေမဲ့ Gaussian splatting မှာပါတဲ့ AI ကတော့မြင်ကွင်းထဲကအယောင်တွေအလင်းတွေကိုပဲအဓိကထားလေးလာပြီး soft blobs တွေနဲ့အစားထိုးလိုက်တာဖြစ်လို့လေအလွန်မြများဆန်ဆန်နဲ့ real time ချက်ချင်းကြည့်လို့ရအောင်ဖန်တီးပေးနိုင်တယ်ရှင်ဟာတော်တော်လေးကွာသွားပြီပဲနေပြရသဘောတရားကိုတော့ရှင်းသွားပြီဗျာဒါဆိုရင်လက်တွေ့ကွန်ဆင်းတဲ့ဘန်းကိုတွားရအောင်ဗျာ
ကျွန်တော်မှာ DJI Neo လိုမျိုးဒေါ်လာနေရာနဲ့အခြေခံ drone လေးတစ်စီးရှိပြီးဆိုပါစို့ ဟုတ်ကဲ့ ဒီ AI ကိုအလုပ်လုပ်ဖို့လိုအပ်တဲ့အချက်လက်တွေရအောင်လေထဲမှာဘယ်လိုပြန်တန်းရမလဲဓာတ်ပုံတွေစက်တိုက်ရိုက်ရမလား အဲ့မှာစပြီးကွဲပြားသွားပြီရှင်တမားရိုးကြတော့ကတပ်ဖုန်နီကိုပဲအားကိုးခဲ့ပြီးမြဲအခု Gaussian splitting အတွက်ကတော့ drone ကိုဗီဒီယိုမို့ပြောင်းသုံးဖို့အကြံပေးခြင်းနဲ့ ဗီဒီယိုပြောင်းရိုက်ရမှာပေါ့ ဟုတ်တယ်ရှင်ရနိုင်သမျှအမြင့်ဆုံး resolution နဲ့အမြင့်ဆုံး frame rate ကိုရွေးရမယ်ဥပမာ 4K resolution နဲ့30 fps ဆိုရင်အဲ့ဒီတိုင်းထားရမယ် ကို drone က 5.1K တို့ 6K အထိရတယ်ဆိုရတော့ဗျာ အဲ့ဒီလိုရရင်လည်းအမြင့်ဆုံးကိုသာသုံးပါရှင် ဒီပေါင်းတပ်ပုံကနေဗီဒီယိုကိုပြောင်းတုံးရတယ်ဆိုတော့ AI က data တွေပို့လို့ခြင်းလို့လားဗျာဗီဒီယိုဆိုတာကလည်းတကယ်တမ်းကျတော့တစ်စက္ကန့်အတွင်းမှာစက်တိုက်ရိုက်ထားတဲ့တပ်ပုံတွေအများကြီးကိုပေါင်းဆက်ထားတာပဲလေ မှန်တာပေါ့ 30 fps ဆိုတော့တစ်စက္ကန့်ကိုတပ်ပုံ30ပုံပါဝင်နေတာဆိုတော့လေတစ်မိနစ်စာဗီဒီယိုရိုက်လိုက်တာနဲ့တပ်ပုံပေါင်း1800လောက်တခါတည်းရသွားတဲ့သဘောလားဗျာ ကွတီပဲရှင် AI ကအဲ့ဒီ frame ဒီအများကြီးကိုလိုအပ်တာ frame တစ်ခုနဲ့တစ်ခုကြားမှာပြောင်းလဲသွားတဲ့အသေးစိတ်အချက်လက်လေးတွေကိုသူကခြေရာခံချင်တာလေဒါကြောင့်ဗီဒီယိုရိုက်တာကအမြဲဆုံးနဲ့ထိရောက်မှုအရှိဆုံးပါပဲ ဒါဆိုပြန်တန်းတဲ့ပုံစံကတော့ဘယ်လိုမျိုးလဲဗျ ပြန်တဲ့ပုံစံကတော့ကိုရိုက်ကူးမဲ့အဆောက်အုံဒါမှမဟုတ်အရာဝတ္ထုကိုဗဟိုထားပြီးတော့လေ360 degree ညင်ညင်တာတာလေးပတ်ပြန်ပေးဖို့လိုရရှင်ပြီးတော့ camera gimbal ကိုအောက်ဘက်ကိုနည်းနည်းစိုက်ထားရမယ် ။အော်ဘာလို့ outside ထားတာလဲဗျ ဒါမှကိုရိုက်မဲ့အရာဝတ္ထုတင်မကပဲမြေပြင်နဲ့ဘီးပဝင်းကျင် area တွေပါပါဝင်လာပြီး AI အတက်နေရာဒေသတွက်ချက်ရတာပိုလွယ်ကူသွားမှာမို့လို့ကရှင် ။သဘောပေါက်ပြီဗျ။360 degree ညင်ညင်တာတာပတ်ပြန်ရမယ်။ camera ကိုအောက်နဲ့စိုက်ထားမယ်။ Okay လွယ်ပါတယ်။ဒါပေမဲ့ဟိုဒီနေရာမှာအခက်မဖြစ်ချင်းကန့်သက်ချက်တစ်ခုရှိလာပြီနော် ဘာများလဲရှင် ။ကျွန်တော်တို့သုံးမဲ့ Polygon web app က free account ဆိုရင်ဗီဒီယိုကိုအများဆုံးကမိနစ်နဲ့စက္ကန့်40ဆိုလိုတာကစက္ကန့်တေလာတာတင်ခွင့်ရှိလေလို့သိထားတယ် drone လို့ပူတူတိုင်းသိပါတယ်ဗျာလေထဲမှာစက္ကန့်100ဆိုတာဘာမှမဟုတ်ဘူး ဟုတ်ကဲ့ရှင် အစောက်တစ်ခုလုံးကို360 degree ပတ်ပြန်ဖို့ဆိုတာအဲ့ဒီအချိန်လေးနဲ့တော်တော်လေးကတ်တီးကတ်တတ်နိုင်တယ်နော် မှန်တာပေါ့ရှင်အချိန်ကအရင်တိုးတယ်ဒါကြောင့်မို့လို့ပြန်နန်းတဲ့အခါစီမံခန့်ခွဲမှုလိုအပ်လာတာ ဒါဆိုရင်ကျွန်တော်ကအချိန်မီအောင် drone ကိုအမြန်ဆုံးအမြန်နှုန်းနဲ့ဝိခနဲ့ပတ်ပြန်လိုက်ရင်တော့ဗျာရိုက်လို့ရမလား လုံးဝမလုပ်သင့်ဘူးရှင်အဲ့ဒီလိုလုပ်လိုက်ရင်ဗီဒီယိုထဲမှာရုပ်တွေဝါးသွားတာမျိုး motion blur တွေဖြစ်သွားတာမျိုးကြုံရမယ်လေအဲ့ဒီ motion blur က AI ရဲ့တွက်ချက်မှုကိုလုံးဝဖျက်ဆီးပစ်လိုက်နိုင်တယ် ဟာတကယ်ကြီးလားဗျာဘာဖြစ်လို့လဲဗျာ ခုနကပြောခဲ့သလိုပဲလေ AI က video frame တစ်ခုနဲ့တစ်ခုကြားကတူညီတဲ့အမှတ်အသားလေးတွေကိုခြေရာခန့်တာဥပမာပြတင်းပေါက်ရဲ့ထောက်စွန်းလေးတစ်ခုကို frame 1မှာတွေ့တယ် frame 2မှာနည်းနည်းရွေ့သွားတယ်ဆိုတာမျိုးတွက်တာ ဟုတ်ကဲ့ တကယ်လို့မြန်မြန်မောင်းလိုက်လို့ motion blur ဖြစ်သွားပြီဆိုရင်အဲ့ဒီပြတင်းပေါက်ထောက်စွန်းလေးကဝါးသွားပြီးပျောက်သွားရော AI ကစက်ပြီးခြေအောင်မခံနိုင်တော့ဘူးရှင် အော်အဲ့ဒီလိုဗျာဒါဆိုဘယ်လိုလုပ်ရမလဲ ဒါကြောင့်အရာဝတ္ထုနဲ့ဝေးဝေးကနေပြန်တန်းတာကအကောင်းဆုံးပဲဝေးဝေးကနေဆိုရင်မြင်ကွင်ကြဲကြဲရတဲ့အတွက်စက္ကန့်100အတွင်းမှာချောချောမွေ့မွေ့နဲ့တစ်ဖက်ပြေအောင်ပတ်ပြန်ဖို့ပိုလွယ်ကူသွားတယ်နီနီကက်ကက်ကြီးပြန်မယ်ဆိုရင်တော့ area အများကြီးမရတဲ့အပြင်အမြန်မောင်းရင်လည်း motion blur ဖြစ်မှာမို့အရန်တတိထားရမယ်ရှင် ဒါဆိုရင်ဝေဝေရနေညင်ညင်တာတာပတ်ရမယ်တော့ရဒါပေမဲ့လက်တွေမှာပြန်တန်းလိုက်တဲ့အခါအစောက်ကို360 degree အဖြစ်ပတ်ပြန်ပြီးတဲ့အချိန်မှာဂျာဂျင်ကစက္ကန့်100တဲ့ကြော်သွားတဲ့ဆိုပါစို့ ဟုတ်ကဲ့ ဥပမာကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုဟာ2မိနစ်ခွဲလောက်ဖြစ်နေလေ Polycam ကလည်းလက်မခံဘူးဒီတော့ဘယ်လိုလုပ်မလဲဗီဒီယိုကို speed တင်ပြီးမြန်လောက်ဖြစ်ရမလားဗျာ speed တင်လိုက်တာကအဖြေမဟုတ်ဘူးရှင်အဲ့ဒီလိုလုံလိုက်ရင်ခုနကပြောတဲ့ motion blur တွေဖြစ်လာနိုင်ပြန်ရောအဲ့ဒီအစား video တီးဖြစ်တဲ့အဆင့်ကိုတွားရမယ် ဘယ်လို software မျိုးသုံးရမလဲဗျာ desktop ပေါ်မှာခါမသုံးလို့ရတယ် CapCut လို့ video editor မျိုးကိုသုံးလို့ရတယ်ရှင်အဲ့ဒီထဲမှာကိုရိုက်ထားတဲ့ဗီဒီယိုကိုထည့်ပြီးရင် drone စပြီးအတက်အဆင့်လုပ်နေတဲ့အပိုင်းတွေလေးတိုက်လို့ရက်ပြီးငြိမ်နေတဲ့အပိုင်းတွေကိုအရင်ဆုံးဖြတ်ထုတ်ပြလိုက်ရမယ် အပေါ်ဒီဖယ်ပစ်တာပေါ့ ဟုတ်တယ်ရှင်ကိုလိုချင်တဲ့အစအဦးကိုပတ်ပြန်ထားတဲ့အချောမွေဆုံးအပိုင်းတွေကိုပဲရွေးချယ်ပြီးစုစုပေါင်းကြာချင်း1မိနစ်39စက္ကန့်လောက်ပဲကျန်တဲ့အထိတီးဖြတ်ရပါမယ် ဟုတ်ကဲ့ ရောအရေးကြီးဆုံးက export ပြန်လုပ်တဲ့အခါမူလရိုက်ထားတဲ့ 4K resolution အတိုင်းပြန်ထုတ်ဖို့ပဲ resolution 6ပြစ်လိုက်ရင် AI အတွက်လိုအပ်တဲ့အသေးစိတ်အချက်လက်တွေ detail တွေပျောက်ကုန်မှာမို့လို့ပါရှင် နေပါဦးဗျဒီနေရာမှာကျွန်တော်တော်တော်လေးစိတ်ရှုပ်သွားတဲ့အချက်တစ်ခုရှိတယ်
ဗီဒီယိုရဲ့ကြားထက်ကအပိုင်းတွေကိုအပိုင်းလိုက်ခုတ်ထုတ်လိုက်မယ်ဆိုရင်လေဗီဒီယိုကကြည့်နေတဲ့ရုပ်တရက်ကြီးတနေရာနဲ့တနေရာကိုခုံသွားမှာပေါ့ဗျာ ကြောင်ကက်စ်တွေဖြစ်သွားတော့ပြောရမလားရှင် ဟုတ်တယ်ဗျသာမန်ဇလန်ကြည့်နေအဲ့ဒီလိုခုံသွားရင်တော့ကြည့်ရတာအဆင်မပြေဘူးလေ AI ရန်တက်တော့ပိုဆိုးမသွားဘူးလားဗျာသူက data တွေပြတ်တောက်သွားတယ်လို့ထင်ပြီးတော့အစောရောက်ရဲ့ဘယ်နေရာရောက်သွားမှမသိပဲလုံးဝရှုပ်ထွေးသွားမှာပေါ့ လူစင်းဆိုင်ရင်တော့အဲ့လိုပဲထင်စရာရှိပါတယ်ရှင်ဒါပေမဲ့ AI ကဗီဒီယိုကိုလူတွေကြည့်လို့ဇလန်တစ်ပုံအနေနဲ့ကြည့်တာမဟုတ်ဘူးလေသူ့အတွက်ဗီဒီယိုဆိုတာဓာတ်ပုံတွေအများကြီးစုပုံထားတဲ့အစုဝေးတစ်ခုပဲ frame တွေကိုတပုံချင်းစီတီချခွဲချမ်းစိတ်ဖြားတာ အော်ဆိုလိုတာကဂျစ်ဆော့ဖေးလီအတုံးလေးတွေလို့ပေါ့ဗျာ မှန်တာပေါ့ ဂျားတက်ကအတုံးလေးတချို့ကိုဖဲထုံလိုက်ပေမဲ့ဘေးနားကအတုံးလေးတွေရဲ့ပုံစံလေးတွေကကိုက်ညီနေတဲ့ရင်ဘယ်နေရာမှာဆက်ရမလဲဆိုတာကို AI ကသိနိုင်တယ်ဆိုတဲ့သဘောလားဗျာ တီကြတယ်ရှင်ဂျားတဲ့ကနေ9စက္ကန့်စာလောက်ဖြတ်ထုတ်လိုက်တယ်ဆိုပါစို့ဒါပေမဲ့ဖြတ်လိုက်တဲ့နေရာရဲ့အရှေ့ frame နဲ့အနောက် frame ကြားမှာအဆောက်အုံရဲ့မြင်ကွဲက60-80ရာခိုင်နှုန်းလောက်ထပ်နေသေးတယ်ဆိုလိုတာက overlap ထင်နေတယ်ဆိုရင်လေ ဆက်ပါအောင်ဗျ AI ကအဲ့ဒီတူညီတဲ့အမှတ်သားတွေကိုပြန်ရှာပြီး 3D space ထဲမှာတေချာပြန်ဆက်ပေးနိုင်တယ်ရှင်ဒါကြောင့် jump cuts တွေဖြစ်သွားလို့ AI ကမျက်စိလဲသွားမယ်ဆိုတာမျိုးစိုးရင်စရာမလိုပါဘူး ကဲတကယ်ကိုညံကောင်းတာပဲဗျကဲဒါဆိုရင်အချိန်ကန့်သက်ချက်10မိနစ်40စက္ကန့်အတွင်းလဲဝင်သွားပြီ 4K နဲ့တိထည့်ထားတဲ့ဗီဒီယိုလေးရပြီဆိုတော့ဆက်ပြီးတော့ Polygon ထဲမှာ AI ကဘလို့အံပွေတွေဖန်တီးပေးမလဲဆိုတဲ့အဆင့်ကိုတွားကြရအောင်ဗျ ဟုတ်ကဲ့ရှင် တကယ်တမ်းဒီအဆင့်ကအိတ်ကထဲကပိတ်စံတပြားမှမကုန်ပဲမော်ဆန်းဆန်းဖန်တီးပေးမယ်ပိုင်မယ်လीနော် ဟုတ်တယ်ရှင်အလွန်ကိုရိုးရှင်းပါတယ် polygon.ai website ကိုသွား free account ဖွင့်ပါပြီးရင် create ကိုနှိပ်ပြီးရွေးချယ်စရာတွေတဲက Gaussian split ဆိုတာကိုရွေးပါ ပြီးတော့ရောဗျ ပြီးရင်ခုနကကိုတီးဖြတ်ထားတဲ့ video file ကို upload တင်လိုက်ရုံပါပဲရှင်အဲ့ဒီနောက်တော့ကိုယ့်ဘက်ကဘာမှလုပ်စရာမလိုတော့ဘူး AI က frame တစ်ခုချင်းစီကိုတွက်ချက်ဖို့အချိန်မိနစ်20ကနေ30လောက်ပဲအချိန်ယူပါလိမ့်မယ် အဲ့ဒီမိနစ်30ပြည့်သွားလို့ရလက်လဲထွက်လာရောတကယ်ကိုအံ့ဩစရာပဲဗျာပုံမှန်ဓာတ်ပုံလေးတွေကနေကိုယ်တိုင်ဇူးဆွဲကြည့်လို့ရလှည့်ပတ်ကြည့်လို့ရတဲ့ 3D ကဘာငယ်လေးတစ်ခုဖန်တီးပြီးသားဖြစ်နေပြီ ဟုတ်တယ်မလားရှင် ကျွန်တော်အကြိုက်ဆုံးကအဲ့ဒီ 3D model ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာခံစားရတဲ့အထီးအတွေ့ပဲဗျာတစ်ပင်နာကို zoom ဆွဲကြည့်လိုက်ရင်စိမ့်စိမ့်ဖောင်းဖောင်းအတုံးကြီးတွေမဟုတ်ပဲတစ်ရွက်လေးတွေရဲ့ပုံစံကိုတေချာတွေ့ရတယ်တန်ပိုက်လုံးလေးတွေဆိုရင်လေတန်ချီတန်လေးတွေယာလေးတွေကအစားအသက်ဝင်နေတယ် အသေးစိတ်ကြတာကို ဒါပေမဲ့ဒီတဲ့ပေါ်အံ့ဩစရာကောင်းတဲ့အားသာချက်တစ်ခုကိုကျွန်တော်သတိထားမိတယ်ဗျာအဲ့ဒါကမှန်ပင်နဲ့အလင်းပြန်တဲ့မျက်နှာပင်တွေကိုကိုက်ရွယ်ဖြည့်ရှင်းတဲ့ပုံစံပဲ မှန်ပါတယ်ရှင်ဒါကို the glass advantage လို့တောင်ခေါ်လို့ရတယ်တမိုင်းရောက်ချက် 3D model တွေမှာဆိုရင်မှန်ပင်တွင်းပေါက်တွေကားမှန်တွေဒါမှမဟုတ်ရေးအိုင်လိုမျိုးအလင်းပြန်တဲ့အရာတွေကိုရိုက်လိုက်ရင်လေ model ထဲမှာအဲ့ဒီနေရာကြီးကအပေါက်မီးမီးကြီးလို့ weird hole လို့ဖြစ်သွားတယ် ဟုတ်တယ်ဗျာအဲ့ဒါဘာလို့လဲ တမိုင်းရောက်ချက်နီလန်းကအလင်းပြန်တာကိုနားမလည်ဘူးလေသူကမာကြောတဲ့မျက်နှာပြင်ကိုပဲရှာတာ အော်ဟုတ်တယ်ဗျာပရင်ပေါက်ကိုကြည့်လိုက်ရင်ကောင်းကင်ကြီးပြန်ဟပ်နေတဲ့မျိုးဆိုတော့ကွန်ပျူတာကအဲ့ဒီနေရာမှာပရင်ပေါက်ရှိတယ်လို့မမြင်ပဲကောင်းကင်ကြီးအပုတ်ပေါက်နေတယ်လို့ထင်သွားတာမျိုးပေါ့ဒါပေမဲ့ဒီ Gaussian splatting ရဲ့ soft blocks တွေကြတော့ဘာလို့အဲ့ဒီလိုမဖြစ်တာလဲဗျာ ဘာဖြစ်လို့လဲဆိုတော့ခုနပြောခဲ့သလို block လေးတွေမှာ transparency ဆိုတဲ့အလင်းပေါက်နိုင်စွမ်းအချက်လက်ပါဝင်နီးလို့ပဲရှင် AI ကအဲ့ဒီနေရာမှာအရာဝတ္ထုတစ်ခုရှိနေတယ်ဒါပေမဲ့အဲ့ဒီအရာဝတ္ထုကဘေးပတ်ဝန်းကျင်ကအလင်းတွေကိုပြန်ဟပ်ပေးနေတယ်ဆိုတာကိုနားလည်တယ် ဟာတော်တော်မိုက်တယ်ပဲ ဒါကြောင့်မန်ပေါ်မှာရောင်ပြန်ဟပ်နေတဲ့ကားတွေတစ်ပင်တွေကိုပါအတိုင်းအတစ်ခုထိအသက်ဝင်အောင်မှတ်တမ်းတင်ပေးနိုင်တယ်ရှင်ရေအိုင်ထဲမှာဆိုရင်တောင်ဘေးကအဆောင်အုပ်ရဲ့အရေးထင်နေတာကိုမြင်ရတဲ့အထိလက်တွေ့ကြပါတယ် ဒါဟာရုပ်ရှင်ရိုက်ကူးရေးတွေအင်ချမ်မြေအယောင်းဝယ်ပြားတက်တဲ့နေရာတွေအတွက်တော့တကယ်ကိုအိမ်မက်တကူတကယ်ဖြစ်လာလို့ပဲဗျဒီလောက်အံ့ဩစရာကောင်းဒီအခမလေးဖြစ်နေတဲ့ဤပညာကအရာအလုံးအတွက်ပြည့်ပြည့်စုံနေပြီလားဗျ ဘလို့ပြည့်ပြည့်စုံတာကိုဆိုလိုချင်တာလဲရှင် တကယ်လို့ပြည့်ပြည့်စုံနေတယ်ဆိုရင်အရင်ကသုံးခဲ့တဲ့တမယုတ်ချက် photogrammetry ကြီးကလုံးဝအသုံးမဝင်တော့ပဲပျောက်ကွယ်သွားတော့မှာပေါ့တကယ်တမ်းကျတော့ဘလို့နေရာတွေမှာအားနည်းချက်ရှိနေတယ်လေဗျ ဒီမေးခွန်းကအရန်ရေးကြည့်ရရှင် Gaussian splatting ဟာအမြင်အာရုံပိုင်းဆိုင်ရာမှာပြိုင်ဘက်ကင်းတလွန်ပေမဲ့တိကျမှုအပိုင်းပါတော့တော်တော်လေးအားနည်းချက်ရှိနေပါသေးတယ် ဟုတ်လားဥပမာလေးနည်းနည်းပေးပါအောင်ဗျ လွယ်လွယ်မှရရင်သူက looking right ဆိုလိုတာကကြည့်လို့ကောင်းဖို့တဘာဝကျဖို့အတွက်ဖန်တီးထားတာ measuring right လို့ခေါ်တယ်အတိအကျတိုင်းတာဖို့အတွက်မဟုတ်ဘူးလေ ဆိုလိုတာကရုပ်ရှင်ဆန်ဆန်ကြည့်လို့လားပဲမဲ့တကယ်တမ်း engineer တွေလက်တွေ့အတိုင်းအတာတွေတွက်ချက်ဖို့လိုအပ်လာရင်အတုံးမဝင်ဘူးဆိုတဲ့သဘောပေါ့ဥမာမြက်ကူးတရားကြီးတစ်ဆင့်တိဆောက်ဖို့စီစဉ်နေတယ်ဆိုပါစို့ဗျာအဲ့ဒီနေရာကို drone လွတ်တီ Gaussian splatting နဲ့မြေပုံဆွဲလိုက်တယ်
ရလာတဲ့ soft blocks လေးတွေကို engineer တွေကိုပေးလိုက်ရင်သူတို့ဘယ်လိုတုံ့ပြန်မလဲဗျ ဟာဟာ engineer တွေကဒါကြီးကိုဘာလုပ်ရမလဲဆိုပြီးခေါင်းကုတ်သွားမှတေးကြတယ်ရှင်တတားဆုပ်ဖို့လမ်းဖောက်ဖို့ဆိုလားစင်တီမီတာအတိအကျတိုင်းတာလို့ရတဲ့အချက်အလက်တွေလို့တော့ကို ဟုတ်တယ်ဗျအတိအကျမှရမှာလေ တိုင်းတစ်တိုင်းနဲ့တစ်တိုင်းဘလောက်ကွာဝေးရမယ်ဆိုတာကိုပျော့ပြောင်းတဲ့အယောင်နဲ့ရောရှယ်နေတဲ့ blocks တွေနဲ့တွတ်တွတ်လို့မရဘူးလေရှင်ဒါကြောင့် engineer ပိုင်းဆိုင်ရာတွက်ချက်မှုတွေအတွက်ဆိုရင် RTK တို့ PPK တို့လိုနီးပညာတွေတုံးထားတဲ့တမားရိုးကျ photogrammetry ကိုပဲဆက်ပြီးအားထားနေရဆဲဖြစ်ပါတယ် နောက်ပြီးသူတို့သုံးတဲ့ software တွေနဲ့လည်းကိုက်ညီဘူးမို့လားဗျာ engineer တွေက AutoCAD တို့ GIS တို့ BIM တို့သုံးကြတာလေ အထူးကြောင့်ပဲရှင်တမားရိုးကျနီလန်းကထွက်လာတဲ့ data တွေကအဲ့ဒီ CAD software တွေမှာ direct ထည့်သုံးလို့ရတဲ့4000ကြာမှတ်တိုင်တွေ XYZ coordinates တွေအဖြစ်ရှိနေတယ် ဟုတ်ကဲ့ ဒါပေမဲ့သူ့နေရာနဲ့သူတို့အသုံးဝင်တာတွေအများကြီးရှိမှာပေါ့ဗျာ engineer တွေအတွက်မဟုတ်ရင်တော့တခြားကဏ္ဍတွေအတွက်တော့တော်တော်လေးအလဲအပြောင်းဖြစ်စီမှာပဲ သိကြတာပေါ့ရှင်အိမ်ချက်မြေလုံးကနေမှာအိမ်ဝယ်မဲ့သူတွေကို online ကနေအိမ်တက်လက်ပတ်ချီရှုခွင့်ပေးတာမျိုး game fund သူတွေကတကယ်လက်တွေ့ကဘာကနေရာတွေကို game တဲ့ထည့်သွင်းတာမျိုးတွေမှာအရန်သုံးလို့ကောင်းတယ် မိုက်တယ်ဗျာတခြားပါတီရှိတယ်လေဗျာဟင် တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ခီးစဉ်တစ်ခုပါဗျာဒီဒီကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုအနှစ်ချုပ်ကြည့်ရရင်အရင်ကပညာရှင်တွေပဲလုံနိုင်ခဲ့တဲ့အရာတစ်ခုဟာအခုဆိုရင်လူတိုင်းလက်တခန့်ကိုရောက်လာခဲ့ပြီ မှန်ပါတယ်ရှင် ဒေါ်လာ200တန်းကစားစရာလို့ drone လေးတစ်စီး CapCut လို့အခမဲ့ video editor နဲ့ Polycam လို့ AI app လေးရှိုံနဲ့ဘယ်သူမှဆိုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအလုံးလက်တွေ့ကြတဲ့ 3D ကဘာလေးတစ်ခုဖြစ်ဖန်တီးနိုင်နေပြီဖြစ်ပါတယ် ဟုတ်ပါတယ်နီးပညာရဲ့အခက်အသက်တီကတဖြည်းဖြည်းချင်းမြောင်းလာနေပါပြီရှင်လူလိုက်ကိုပိုင် 3D မြေပုံတွေမှတ်တမ်းတွေဖန်တီးနိုင်လာတာဟာ digital ကဘာရဲ့အနာဂတ်အသက်ကြီးမားတဲ့အခြေလှမ်းတစ်ခုပါပဲ စဉ်းစားကြည့်ဖို့ကောင်းတဲ့အချက်တစ်ခုရှိလာတယ်ဗျာတာမန်လူတစ်ယောက်ကအခမဲ့ကိရိယာတွေနဲ့စက္ကန့်100စာဗီဒီယိုလေးတစ်ခုကနေမိမိရဲ့ပတ်ဝန်းကျင်ကိုဒီလောက်လက်တွေ့ကြတဲ့ 3D အဖြစ်ပြောင်းလဲနိုင်နေပြီဆိုရင်လေ ဆက်ပြောပါဦး နောက်ထပ်9နှစ်10နှစ်ကြာမှကျွန်တော်တို့နေထိုင်ရာကဘာကြီးကို digital အဖြစ်သိမ်းဆည်းတဲ့လုပ်ငန်းစဉ်တွေဟာဘလောက်တောင်ပြောင်းလဲသွားနိုင်မလဲဗျာအနာဂတ်ရဲ့မြေပုံတွေဟာ engineer တွေဆွဲတဲ့တိကျတဲ့မြင်းကြောင်တွေကိန်းကနန်တွေအစား AI ကဖန်တီးထားတဲ့ဒီ soft blocks လေးတွေနဲ့ချီအတက်ဝင်လာတော့မလား တကယ်ကိုတွေးစရာပါပဲရှင် ရေစစ်ပန်းကြီးကားတစ်ချက်လို့ပြောင်းပေးမဲ့တကယ်လက်တွေ့ကဘာနဲ့တစ်ထက်တည်းကြာနေတဲ့အနာဂတ်မြေပုံတွေဟာကျွန်တော်တို့မွာလင့်ထားတာတဲ့ပုံမြင်မြန်ရောက်လာနိုင်ပါတယ်ဒီမြေခွန်းလေးကိုတွေးတောရင်းနဲ့ပဲဒီနေ့အစီအစဉ်ကိုဒီမှာပဲရနာလိုက်ပါစေဗျာအားလုံးပဲနောက်အစီအစဉ်တွေမှာပြန်ဆောင်ကြပါမယ်